Decoin marketing ဆိုတာဘာလဲဆိုတဲ့အကြောင်းကိုပြောပြပေးမှာကျွန်တော်တို့ရုပ်ရှင်ကိုတွားရင်ပေါ်ကုန်ဘူးအသေးက3500ကျပ်အကြီးက9000ကျပ်ဆိုရင်ဘယ်ဟာဝယ်မလဲအများစုကအသေးဝယ်မှာပေါ့အကြီးကဈေးကြီးလုံးနေလို့စဉ်းစားကြမှာပါဒါပေမဲ့ဒီကြားထဲမှာဘူးလက်ကို6500ကျပ်ထည့်လိုက်ရင်ခင်ဗျားတို့စိတ်ထဲမှာဘူးလက်နဲ့အကြီးက900ပဲကွာရတာပဲအကြီးဝယ်လိုက်တာပိုတန်တာပေါ့ဆိုတဲ့အတွေ့တွေးမိပါလိမ့်မယ်ဒါ Decoin marketing ရဲ့လက်ခွက်ပါပဲ Decoin ဆိုတာမြူစာလို့ပဲခေါ်မြူဆွဲတဲ့ဟာပေါ့နော်ဟိုအတိတ်ပဲရပါတယ်လုပ်ငန်းရှင်တွေကသူတို့တကယ်ရောင်းချင်တဲ့ပစ္စည်း target ကိုပိုတန်တဲ့တရားဖြစ်သွားအောင်ဈေးနှုန်းအဆမတန်ဖြစ်နေတဲ့မြူစာပေါ့တခုကိုဂျားထဲမှာညှက်ထည့်လိုက်တဲ့မဟာဗျူပါလူတွေကစိတ်ပညာကျွန်တော်တို့ကပစ္စည်းတစ်ခုရဲ့တန်ဖိုးကိုတူပါတာသူတွက်ချက်ဖို့ခက်ခဲပါတယ်ဒါပေမဲ့ပစ္စည်းနှစ်ခုသုံးခုကိုနှိုင်းယှဉ်ရတာကိုအရန်ဝါနာပါကြတယ်ဒါကြောင့်ဒီ wine effect ကအဲ့ဒီနှိုင်းယှဉ်တဲ့စိတ်ကိုအသုံးချပြီးတော့ကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်တွေကိုပြောင်းလဲပြစ်တာပါဥပမာ Apple ရဲ့ iPhone ဈေးနှုန်းဆိုရင် story မတူတဲ့ဖုန်းသုံးလုံးကိုဈေးနှုန်းအနည်းငယ်စီဘဲကွာအောင်ချပြပြီးအမြင့်ဆုံး version ကိုရအောင်တွန်းပို့ပေးတာရှိပါတယ်။နောက်နံပါတ်2ကတော့ Starbucks coffee တွေမှာGrandi, Vandi ဆိုတဲ့ရွေးစားသုံးမျိုးရှိတယ်။အဲ့ဒီမှာ Grandi နဲ့ Vandi ဈေးနှုန်းကွာခြားချက်ကိုတိတိလေးပဲထားခြင်းအပြင်အကြီးဆုံးကိုရွေးချယ်သွားစေတဲ့သဘောတွေရှိပါတယ်။အဲ့တော့ကိုယ့်လုပ်ငန်းမှာဘယ်လိုအသုံးချမလဲဆိုတော့စဉ်းစားရမယ်။နံပါတ်1ကျွန်တော်တို့ရွေးချယ်စရာ3မျိုးထားပါမယ်။ Decoin user ပေါ့နော်အဲ့ဒါ target ကိုရောင်းချင်တဲ့ပစ္စည်းနဲ့ကိုအများဆုံးရောင်းချင်တဲ့ပစ္စည်းနဲ့ဒီ Decoin လုပ်မဲ့ဈေးကိုနီးကအောင်ထားမယ်ဈေးကိုတိတ်မကွာအောင်ထားမယ်ဟိုမှာခုနက6500နဲ့ရောင်းမယ်ဆိုရင် Decoin ကို6000နဲ့ကျွန်တော်ရောင်းမယ်အဲဆိုရင်ဘာဖြစ်လဲဆိုတော့ target ပစ္စည်းကပိုရောင်းလာတဲ့သဘောကြီးရှိလာမှာပါဒီတော့နောက်တစ်ခါပစ္စည်းတစ်ခုခုဝင်ဒါမှမဟုတ်ငါတကယ်လိုအပ်လားဒါမှမဟုတ်သူတို့ပြထားတဲ့ဒီ user Decoin ကိုမိသွားတာဆိုတာပြန်စဉ်းစားကြည့်ဝင်မေးနေအောင်နော်ဒီဗီဒီယိုလေးရရင်စီးပွားရေးလုပ်နေတကယ်ချင်းတွေအတွက်အကျိုးရှိမယ်လို့ထင်ရတဲ့ marketing နဲ့ပတ်သက်တဲ့ကိအကြောင်းအရာတွေကိုအမြဲတမ်းပြောပြပေးနေမှာဖြစ်ပါတယ်ဒီလို marketing viewer တွေနဲ့စီးပွားရေးတွေးခေါ်တွေကိုဆက်လေးလာခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ဒီ channel ကို subscribe လုပ်ထားဖို့ဖိတ်ခေါ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်